လှည့်လိုက်ပြီဆိုရင်အခုလိုမျိုးတိတ်ကလဲဆိုင်လေးမြည်ပြီးတော့စီတိုင်းလော့ကျသွားတာဖြစ်ပါတယ်ဟုတ်ပြီအခုလိုမျိုးလော့ကျသွားပြီဆိုရင်ဘယ်လိုပြန်ဖြစ်မလဲဆိုတော့ booster ပါတဲ့ကားတွေမှာအခုလိုမျိုးစီတိုင်းလော့ကျပြီဆိုရင်လော့ဘယ်လိုပြန်ဖြေရမလဲလော့ဘယ်လိုချရမလဲဆိုတာကိုဒီဗီဒီယိုလေးကနေပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးစီတိုင်းလော့ကျတာတော့တော်တော်များများကားသမားတိုင်းမှားလေးမှားထားရှိတဲ့ပြဿနာလေးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့စိတ်ပူစရာမလိုပါဘူးတခိုးတွေလည်းတကူခိုးလို့မရအောင်ကလေးတွေလည်းတကူဆက်နှိုးလို့မရအောင်ဆိုပြီးတော့ကားကုမ္ပဏီကနေပြီးတော့ထပ်ထားပေးတဲ့ system ဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီ booster ပါတဲ့ကားတွေမှာအခုလိုမျိုး CNA လော့ကျပြီဆိုရင်ဘယ်လိုပြန်ဖြေမလဲဆိုတော့လက်ကင်ကိုညာအောင်လည်းလှည့်ကြည့်ကြည့်ပါဘယ်လည်းလှည့်ကြည့်ကြည့်တစ်ဖက်လုံးထိနေတယ်ဟုတ်ဘယ်ညာမှာလည်းမထိဘယ်မှာလည်းမထိအလယ်မှာထားပြီးတော့ကျွန်တော်တို့ booster ခလုတ်ကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ် blade လည်းနင်းစရာမလိုပါ clutch လည်းနင်းစရာမလိုပါ booster ခလုတ်ကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်လက်ကင်ကိုလယ်မှာထားပြီးတော့ဟုတ်ပြီနှိပ်ကြည့်မယ်နော်အခုလိုမျိုးနှိပ်တဲ့အချိန်မှာလက်ကင်လောက်မဖြစ်ဘူးဘာကြောက်လဲဒီမှာကြည့်နှိပ်တဲ့အချိန်မှာ booster ခလုတ်မှာမီးရမှိတ်တုံလင်းတယ်ဒိုင်ခွဲမှာလည်းအင်္ဂလိပ်လိုနဲ့ဒိုင်ခွဲပေါ်မှာလည်းအင်္ဂလိပ်လိုနဲ့ပေါ်တယ်ဗျာပူ electronic key clock 2ဆိုပြီးတော့အင်္ဂလိပ်လိုနဲ့ပေါ်တယ်ဆိုရင်သောနဲ့ဒီ booster ခလုတ်နဲ့ဝေးနေလို့ lock ဖြေလို့မရတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့သောကိုနီးနီးလေးလုံးရမှာဖြစ်ပါတယ်ဟုတ်ပြီသောကိုဘယ်လဲနဲ့ကင်မယ်ကင်ပြီးတော့ဒီ booster ခလုတ်နဲ့နီးနီးလေးထားပြီးတော့ lock ပြန်ဖြေရမှာဖြစ်ပါတယ်ဟုတ်ပြီလက်ကင်ကိုညာမှာလည်းမထိဘယ်မှာမထိအလယ်မှာထားပြီးတော့ပူစာကလေးကိုတစ်ချက်ပဲနှိပ်ရမှာနော်အဲ့လိုတစ်ချက်နှိပ်ရတယ်လက်ကင် lock ပြန်ပြေသွားတာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့ lock ဖြည့်နည်းလေးဖြစ်ပါတယ်ဟုတ်ပြီ lock ဘယ်လိုပြန်ချမလဲဆိုတော့ lock ချကြည့်မယ်lock ချလို့မကြောက်ဘူးဘာကြောက်လဲဆိုတော့ကျွန်တော်တို့တကားကိုကားမှာတကား၄ပေါက်ရှိရင်၄ပေါက်စလုံးပိတ်ရမှာဖြစ်ပါတယ်ပိတ်ပြီးမှစီတိုင်း lock ချရမှာဖြစ်ပါတယ်ဟုတ်ပြီတကားလေးပိတ်မယ်ဟုတ်ပြီအခုလိုမျိုးပိတ်ပြီးတော့ကိုအားတန်တဲ့ဘက်ကိုဘယ်ဘက်လဲညာဘက်လဲကိုအားတန်တဲ့ဘက်ကိုလှည့်ပါလှည့်လိုက်ပြီဆိုရင်အခုလိုမျိုးတိတ်ကလဲဆိုင်လေးမြည်ပြီးတော့စီတိုင်း lock ချသွားတာဖြစ်ပါတယ်ဟုတ်ပြီအခုလိုမျိုး lock ချသွားပြီဆိုရင်ဘယ်လိုပြန်ဖြစ်မလဲဆိုတော့အဲ့ဒီလွယ်မှုကိုဒီက booster ခလုတ်နဲ့နီးနီးလေးထားပါဝေးတယ်ဆိုရင်တော့ lock ပြန်ဖြေလို့မရပါဘူးဟုတ်ပြီနီးလေးထားပြီးတော့ဒီ booster ခလုတ်ကိုလက်ကင်ကိုအလယ်မှာထားပြီးတော့တစ်ချက်နှိပ်လိုက်ရင် lock ပြန်ဖြေသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒီဗီဒီယိုလေးကနေပြီးဆိုရင်တော့ booster ပါတဲ့ကားတွေမှာ CRI lock ကျရင်ဘယ်လိုပြန်ဖြေရမလဲ lock ဘယ်လိုချရမလဲဆိုတာကိုသဘောပေါက်နားလည်ပြီးလို့မျှော်လင့်ပါတယ်တကယ်လို့မရှင်းနားမှတမရှိရင်လည်း comment ဘက်မှာဝင်ရောက်ရေးခတ်မေးပေးလို့ရတာဖြစ်ပါတယ်ခင်ဗျာ